1958ခုနှစ်ဖေဖော်ဝါရီ6ရက်နေ့မှာတော့အသင်းရဲ့ကစားသမားအများအပြားကိုဆုံးရှုံးလိုက်ရတဲ့မြူနစ်အဖြစ်ဆိုကြီးကိုကြုံခဲ့ရပါတယ်။အဲ့ဒီမြူနစ်အဖြစ်ဆိုကြီးဟာအသင်းအတွက်ကောပရိသတ်တွေအတွက်ပါဘယ်တော့မှမေးလို့မရမယ့်အဖြစ်ဆိုကြီးဖြစ်ခုတည်ရှိနေသေးပါ။ကစားသမားအများအပြားဆုံးရှုံးခဲ့ရတဲ့ Busby ကတော့ Georgie Best, Dennis Law, Bobby Charlton အစရှိတဲ့ United အသင်းအတွက်ကနဝဲကစားသမားများဖြစ်လာမဲ့သူတွေနဲ့အတူအသင်းကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။1968ခုနှစ်ရောက်မှာတော့ Manchester United အသင်းဟာအင်္ဂလိပ်ဘောလုံးအသင်းတွေရဲ့မှာပထမအဦးဆုံးသော European ဖလားကိုရရှိခဲ့တဲ့အသင်းဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ Max Busby ရဲ့နားယူသွားပြီးတဲ့နောက်မှာတော့ Manchester United အသင်းအတွက်ကနဝဲနီးပြတအုပ်ဖြစ်လာမဲ့ Sir Alex Ferguson ကတော့1986ခုနှစ်မှာ Manchester United အသင်းကိုစတင်ကင်တွယ်ခဲ့ပါတယ်